ခင်ဗျအတွက်ခေါ်ယူပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေပြီဆိုလို့ရှိရင်ခင်ဗျဟာသူများနဲ့မတူတဲ့အခွင့်အရေးတစ်ခုပိုင်ဆိုင်တော့မယ်ဆိုတော့သဘောပေါက်လိုက်ပါရိုးရှင်တဲ့စီကံချက်ကလေးတွေကိုလိုက်နာပေးမယ်ဆိုရင်တညကိုပန်းဝင်9000ရမယ်အခွင့်အရေးပါအလုပ်ကတော့ရှင်းပါတယ်လူမနေတော့တဲ့မြေအောက်အုံးမေလှိုင်ကောင်းရဲ့ထိတ်မှာဂိတ်ထဲမှာခင်ဗျာတညတာတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်ကျွန်တော်ပြောမယ့်စီကံချက်ကလေးတွေကိုအတိအကျလိုက်နာမယ်ဆိုရင်ခင်ဗျာရိုးရှင်းစွာချက်တိုင်းနိုင်မှာဖြစ်ပါတယ်လုပ်ငန်းစဉ်နံပါတ်1 6နာရီတည်ရင်အလုပ်ထဲကိုရောက်လာမှာဖြစ်ပါတယ်လုပ်ငန်းစဉ်နံပါတ်2အလုပ်ဂိတ်ထဲကိုရောက်တာနဲ့မိမိစားစရာတောက်စရာရှိတာတွေကို6နာရီမတည်ခင်ခင်ဗျာအပြီးအစီလှုပ်ဆောင်ရမှာ6နာရီကျော်သွားခဲ့ရင်တော့ကျေးဇူးပြု၍ဂိတ်တဲရဲ့နောက်ဘက်ကိုမသွားပါနဲ့အဲ့ဒီမှာလူတစုစားတောက်နေတာကိုတွေ့ရင်ခင်ဗျာလိပ်ပြလွင့်သွားပါလိမ့်မယ်စီကံနံပါတ်2ည8နာရီပြီးပြီဆိုတာနဲ့လှိုင်ကောင်းတွေကအလုတ်သမားတွေအလုတ်လုံနေတဲ့အတန်ကိုကြားရင်ကျေးဇူးပြုပြီးထွက်မကြည့်ပါနဲ့အဲ့ဒါလူသားတွေမဟုတ်ပါဘူးတစ်ချိန်ကလှိုင်ကောင်းပြိုကျပြီးတော့တိတ်ဆုံးခဲ့တဲ့အလုတ်သမားဝိညာဉ်တွေဖြစ်ပါတယ်စီကံနံပါတ်3 9နာရီကိုရောက်တဲ့အခါမှာအတန်ပေးဆက်တစ်လုံးကအတန်ညီလာတဲ့အခါကျေးဇူးပြုပြီးဘေးနားမှာရှိသောမှန်ကိုခင်ဗျာမကြည့်မိစေပါနဲ့မှန်ထဲမှာပေါ်လာတဲ့ပုံရိပ်ကခင်ဗျာအတွက်ခြောက်ခြားပေါ်ရဖြစ်ပါလိမ့်မယ်စီကံနံပါတ်4အကယ်၍များအဲ့ဒီအချိန်မှာမီးပြတ်သွားခဲ့ရင်ဘယ်ကိုမှရှော့မသွားဘဲနဲ့ငြိမ်ငြိမ်လေးပဲဆက်ပြီးထိုင်နေပါအချိန်တန်ရင်သူ့ဘာသာသူဒီမီးဟာလင်းလက်လာပါလိမ့်မယ်အဲ့လိုမှမဟုတ်ရှော့သွားလို့တစုံတစ်ခုကိုတွေ့လို့ရှိရင်ခင်ဗျာနောက်နေမနဲ့အတွက်နေထွက်ချိန်ကိုကြည့်နိုင်တော့မှာမဟုတ်တော့ပါဘူးစီကံနံပါတ်5ည10နာရီတီးလို့လှိုင်ကောင်းတွေကယထာတစည်းမောင်းလာတဲ့အတန်ကြားရင်ကျေးဇူးပြုပြီးထွက်မကြည့်ပါနဲ့အဲ့ဒီယထာကဝိညာဉ်ယထာကြီးဖြစ်နေလို့ပါပဲစီကံနံပါတ်6ည12နာရီတီးတဲ့အခါခင်ဗျားလို security တယောက်ကလူစားလဲရန်တကားလာခောက်တဲ့အခါအဲ့ဒီတကားကိုဖွင့်မပေးပါနဲ့ဘာကြောင့်လဲဆိုတော့တကားလာခောက်တဲ့သူဟာခင်ဗျားထင်တယ်လို့လူသားမဟုတ်လို့ပါပဲစီကံနံပါတ်9ခုတဲကယထာလန်းဖောက်လို့ရေးအလုသမားတယောက်ဓမီနဲ့ထွက်လာပြီးခင်ဗျားကိုခေါ်တဲ့အခါလုံးဝပြန်မထိုးမိပါစေနဲ့ဘာကြောင့်လဲဆိုတော့ခင်ဗျားပြန်ထုလိုက်တာနဲ့ခင်ဗျားလိပ်ပြဝင်းဟာထာဝရထွက်သွားတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါစီကံနံပါတ်10ညတနာရီတီးတဲ့အခါမှာအဆောင်နဲ့ဂိတ်တဲရဲ့မလန်းမကမ်းမှာရှိတဲ့ညောင်ပင်ကြီးအောက်မှာစိုင်းတံပုံတန်တွေကြားရင်ကျေးဇူးပြုပြီးထွက်မကြည့်ပါနဲ့ခင်ဗျားမြင်နေရတဲ့ကကြည်တဲ့အမျိုးသမီးဟာလူသားအစစ်မဟုတ်လို့ပါပဲစီကံနံပါတ်9မနက်9နာရီတီးတဲ့အခါလှိုင်ကောင်းတကားကိုလှင်းမြန်စွာပိတ်ပြီးအဲ့ဒီဂိတ်ကနေပြီးတော့ခင်ဗျားအမြန်ဆုံးပြေးထွက်လာခဲ့ပါနောက်ကိုတစ်ချက်မှလှည့်ပြီးမကြည့်မိပါသေးနဲ့စီကံနံပါတ်10ခင်ဗျားအိမ်ပြန်ဖို့အတွက်အဝေးပြေးလမ်းမပေါ်မှာဘတ်စကားတစ်စီးကိုတားပြီးတော့စီးလို့ရပါပြီဒါပေမဲ့ပထမဦးဆုံးခင်ဗျားမြင်နေရတဲ့ကျောင်းဘတ်ကားကိုတော့ခင်ဗျားဘယ်တော့အခါမှတက်ပြီးမစီးပါနဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီကားဟာ2024ခုနှစ်ကကားတစ်စီးလုံးမီးလောင်ပြီးတော့အကုန်လူတေသွားခဲ့တဲ့ကျောင်းဆရာဆရာမကလေးတွေပါလာတဲ့ကားတစ်စီးဖြစ်နေလို့ပါပဲကျေးဇူးတင်ပါတယ်ဒီစီကံတွေကိုလိုက်နာနိုင်တယ်ဆိုရင်တော့အောက်ပါပေးတာပါဖုန်းနံပါတ်ကိုဆက်ပြီးတော့ဆက်သွယ်လို့လည်းရတယ်လို့အခုဒီဗီဒီယိုရဲ့အောက်မှာ comment လေးအကြောင်းဝင်ရေးပြီးတော့လည်းဆက်သွယ်သွားနိုင်ပါတယ်